အမျိုးသမီးဟာကိတ်မုံကိုကောက်ကင်လိုက်ပြီးဖောက်ပြန်သွားတဲ့သူမရဲ့ရည်စားဟောင်းကိုပြစ်ပေါက်ဖို့ပြင်လိုက်ပါတယ်။ဒါပေမဲ့မထင်မှတ်ပဲခြေချော်သွားပြီးဘေးနားမှာရက်နေတဲ့ဥက္ကဋ္ဌကြီးရဲ့မျက်နှာပေါ်ကိုကိတ်မုံနဲ့အပြီးပြင်စောက်မိသွားပါတော့တယ်။ပို့ပြီးတော့အောက်သေးခံစရာကောင်းတာကသူမဟာဥက္ကဋ္ဌကြီးရဲ့အင်ဂျီကိုပါမတော်တဆဆွဲဖြဲမိသွားတာပါပဲ။ဥက္ကဋ္ဌကြီးဟာသတိဝင်လာတာနဲ့တပြိုင်နက်ဒေါသတကြီးအော်ဟစ်ပြီးသူမကိုပညာပေးမယ်လို့ကျိန်းဝါပါတော့တယ်။အခြေအနေတွေပိုဆိုးကုန်မှာဆိုလို့ဥက္ကဋ္ဌရဲ့လက်ထောက်ဖြစ်သူကသူ့ကိုအမြန်တားလိုက်ပြီးအမျိုးသမီးကိုတော့ထွက်ပြေးဖို့ပြောလိုက်ပါတယ်။ဒါကြောင့်ပဲသူမအောင်မြင်လွတ်မြောက်သွားခဲ့တာပါ။ဒါပေမဲ့ဒီသတင်းဆိုးဟာသတင်းစာမျက်နှာထက်မှာနာမည်ကြီးသွားခဲ့ပြီးပြဿနာအကြီးအကျယ်ရှာမိပြီဆိုတာသူမသိလိုက်ပါတယ်။သူမဟာကိုပြန်နှစ်သိမ့်ရင်သူနဲ့နောက်တစ်ခါဘယ်တော့မှပြန်တွေ့မှာမဟုတ်ပါဘူးလေလို့တွေးပြီးအေးအေးဆေးဆေးနေဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲသူမအလုပ်လုပ်တဲ့ဘာကွာထဲကိုအဲ့ဒီလူကြီးလမ်းလျှောက်ဝင်လာတာမြင်လိုက်ရပါတော့တယ်။သူမဟာစပွဲအောက်ကိုအမြန်ပုံးလိုက်ပြီးသူမကိုမမြင်ပါစေနဲ့လို့ဆုတောင်းနေမိပါတယ်။အဲ့ဒီလူကြီးမူးသွားတဲ့အချိန်မှာသူမဟာတိတ်တဆိတ်ထွက်ပြေးဖို့ပြင်လိုက်ပေမဲ့ချက်ချင်းပဲသူ့ရဲ့ရင်ခွင်ထဲကိုဆွဲသွင်းခြင်းခံလိုက်ရပါတယ်။သူကမင်းသားငါတောင်းဆိုချက်တစ်ခုကိုသဘောတူမယ်ဆိုရင်မင်းလိုချင်တာအကုန်ပေးမယ်လို့ပြောလိုက်ပါတယ်။သူမဟာဖခင်ဖြစ်သူရဲ့ခွဲစိတ်စရိတ်ကိုတွေးပြီးဒေါ်လာ9,500,000တူညာတောင်းလိုက်ပါတယ်။အမျိုးသားကသဘောတူလိုက်ပြီးနောက်သူတို့နှစ်ယောက်ဟာပျော်ရွှင်စရာကောင်းတဲ့ညတညကိုအတူတူဖြတ်သန်းခဲ့ကြပါတယ်။နောက်တနေ့မနက်မှာတော့နှိုးဆက်တန်ကြောင့်သူမနိုးလာခဲ့ပါတယ်။ဒီနေ့ဟာကုမ္ပဏီအသစ်မှာအလုပ်ဆက်ဝင်ရမယ့်ပထမဆုံးနေ့ဆိုတာသတိရသွားပြီးထိုမျိုးသားကိုထားခဲ့ကအလုပ်ကိုတန်းသွားပါတော့တယ်။ဒါပေမဲ့ကုမ္ပဏီရောက်ချင်းမှာပဲသူမရဲ့ကာလရှည်ပြိုင်ဘက်နဲ့တိုးပါတော့တယ်။ပြိုင်ဘက်ဖြစ်သူဟာသူမရဲ့လက်ဘင်းကအနမ်းရတွေနဲ့ဝယ်လာတဲ့ဆေးဘူးကိုမြင်သွားတဲ့အခါဒီမိန်းမဟာမယိုးသားတဲ့နီလန်းနဲ့အလုပ်ရလာတာဆိုပြီးကောလာဟာလာတွေချက်ချင်းဖြတ်มาတော့တယ်။သူမဟာဒေါသထွက်သွားပြီးဆေးဘူးကိုဆွဲယူကပြိုင်ဘက်ရဲ့ပါဆက်ထဲကိုအတင်းထိုးထည့်လိုက်ပါတယ်။သူတို့နှစ်ယောက်စကားများရန်ဖြစ်နေစင်မှာပဲအဲ့ဒီအမျိုးသားဟာရုံးခန်းထဲကိုလမ်းလျှောက်ဝင်လာပါတယ်။အဲ့ဒီအချိန်ကြမှသာထိုအမျိုးသားဟာဒီကုမ္ပဏီရဲ့ဆရာဖြစ်နေမှန်းသူမသိလိုက်ရပါတော့တယ်။သူကသူမကိုမှတ်မိသွားပြီးသူ့နောက်ကိုလိုက်ခဲ့ဖို့ပြောပါတယ်။ရုံးခန်းထဲရောက်တော့ဘာလို့နှုတ်မဆက်ပဲထွက်သွားတာလဲလို့သူကမေးပါတယ်။သူမကရှင်းပြဖို့ပြင်းနေတော့မှပဲလက်ထောက်ဖြစ်သူကတိုင်းရင်းစေးထုတ်တွေနဲ့ဝင်လာပါတယ်။ဖြစ်ပုံကတော့ဆွေရဲ့အဖွားဖြစ်သူဟာသူ့မြေလူပြိုကြီးဖြစ်နေတာကြာပြီးမို့ကျမ်းမာရေးထိခိုက်မှဆိုလို့နေတိုင်းအားဆေးတွေတောက်ခိုင်းနေတာဖြစ်ပါတယ်။အကြောင်းစုံကိုသိလိုက်ရတဲ့အခါသူမဟာမရေပဲမနေနိုင်ဖြစ်သွားပြီးဆေးတွေကိုသူမကိုယ်တိုင်နှွေးပေးမယ်လို့ကမ်းလှမ်းလိုက်ပါတယ်။ဒါပေမဲ့သူမဟာအားနဲ့ဖိညစ်လိုက်မိတာကြောင့်ဆေးထုတ်ပေါက်ထွက်ပြီးတစ်ဖက်လူရဲ့မျက်နှာပေါ်ကိုဆေးရည်တွေအကုန်ဆင်သွားပါတော့တဲ့ဆောက်ဟာအကြီးအကျယ်ဒေါသထွက်သွားပြီးသူမကိုအပြစ်ပေးတဲ့အနေနဲ့သူ့ရဲ့ထမင်းမှုတွေကပြောင်းဖူးဆေးတွေကိုတစ်စိတ်ချင်းစီဖယ်ခိုင်းပါတယ်။သူမကပြောင်းဖူးဆေးတွေအကုန်ဖယ်ပြီးစားဖို့ပြောတဲ့အခါမှာတော့သူကဘိုက်မစားတော့ဘူးထမင်းမှုကိုယူသွားလိုက်တော့လို့တမင်တက်ပြောလိုက်ပါတယ်။သူမဟာဘာမှမတတ်နိုင်ပဲရုံးခန်းထဲကနေစိတ်ပြက်လက်ပြက်ထွက်လာခဲ့ရပါတယ်။တကားလဲပိတ်လိုက်ရောသူမဟာသူ့အကြောင်းကိုမကြည်မနှက်နဲ့ပွားစီပြောပါတော့တယ်။ဒါပေမဲ့မထင်မှတ်ပဲသူကတကားကိုရုတ်တရက်ဖွင့်လိုက်ပြီးမင်းဘသူအကြောင်းပြောနေတာလဲလို့မေးလိုက်ပါတယ်။သူမလည်းချက်ချင်းပဲအတင်းပြုတ်လုပ်ပြီးသူ့ကိုချီးကျူးနေတာပါလို့လိန်ညာကအမြန်ပြေးထွက်ခဲ့ပါတော့တယ်။သူမရဲ့ကြောပြင်ကိုကြည့်ရင်အဲ့ဒီအမျိုးသားကဒီမိန်းကလေးကတော်တော်စိတ်ဝင်စားဖို့ကောင်းတာပဲလို့တွေးနေမိပါတော့တယ်။